လူတယောက်ကကိုယ့်ကိုဆက်သွယ်ဖို့မကြိုးစားတော့ဆိုရင်ကိုကဘာလို့ဆက်ပြီးတော့ဆက်သွယ်နေဦးမလဲလူတယောက်ကိုတိတ်ချစ်မိတဲ့အခါသူ့ထက်ခြေလန်းနှလန်းရှေ့ကိုတိုးပြီးတော့သူ့စီကိုသွားလိုက်ပါကိုလာနေတာကိုတွေ့ရင်တော့ဝမ်းပန်းတသာမကြိုးစိုးဘူးဆိုရင်ရက်လိုက်တဲ့နေနာကျင်စရာကောင်းပြီမယ်ဒါအကောင်းဆုံးအဖြေပါချစ်တဲ့စိတ်ကိုလူတွေကထိန်းချုပ်ဖို့ရမ်းခက်ခဲပါတယ်ချစ်တဲ့အခါမရမကဆက်သွယ်ဖို့ကြိုးစားမှာပဲလေဒါကြောင့်မဆက်သွယ်ခြင်းအားလုံးကမချစ်ဘူးအရေးမပါဘူးလို့ဖော်ပြနေပါတယ်တစ်ဖက်ကကိုယ့်ကိုအလိုမရှိတော့ဘူးဆိုပြီးတော့ပါဇက်နဲ့ဓာတ်ရိုက်မပြောဘဲနဲ့လုံးညံ့တဲ့တက်တည်ပြတဲ့အခါကိုကအဝေးဆုံးကိုထွက်သွားဖို့လိုအပ်ပြီဆိုတော့နားလည်ထားဖို့လိုတာပါ